မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးမလေးရှားနိုင်ငံမှာပြုလုပ်တဲ့ OIC အစ္စလာမစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံတွေရဲ့အစည်းအဝေးကနေမြန်မာနိုင်ငံကိုဖိအားပေးတာကိုကန့်ကွက်ရှုတ်ချကြောင်းမြို့သားရေးလှုပ်ရှားသူနိုင်ငံရေးသိပ္ပံကျောင်းသူဟောင်းမတ်မြတ်စုမွန်ကဒီကနေ့ရန်ကုန်မြို့မှာတကူတော့ဆန္ဒပြခဲ့ပါတယ်။ OIC အစည်းအဝေးမှာမြန်မာနိုင်ငံကိစ္စဆွေးနွေးတာဟာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုချိုးဖောက်တာဖြစ်တဲ့အတွက်အခုလိုဆန္ဒပြရတာလို့မတ်မြတ်စုမွန်ကပြောပါတယ်။ကျမတို့နိုင်ငံရဲ့အရေးကို OIC 58နိုင်ငံပူးပေါင်းပြီးတော့မလေးရှားနိုင်ငံမှာအစည်းအဝေးလုပ်ပါတယ်။ဒါကျမတို့ရဲ့အချုပ်အခြာအာဏာကိုဓာတ်ရိုက်ထိပါစော်ကားခြင်းဖြစ်ပါတယ်။ဒီအတွက်ကြောင့်ကျွန်မမကျေနပ်လို့ဆန္ဒဖော်ထုတ်တာပါ။အခုလိုတကူတော့ဆန္ဒထုတ်ဖော်တာအကျိုးသက်ရောက်မှုမရှိရင်အဖွဲ့လိုက်ပါထပ်ပြီးလှုပ်သွားဖို့ရှိတယ်လို့လည်းမတ်မြတ်စုမွန်ကပြောပါတယ်။သူဟာရန်ကုန်တက္ကသိုလ်ရှေ့ရနေပြည်အောင်စုရိပ်သာလမ်းမှာရှိတဲ့မလေးရှားတန်ယုံအထိလမ်းလျှောက်ဆန္ဒပြတာဖြစ်ပြီးသူ့ကိုမျိုးသားရေးလှုပ်ရှားသူတချို့ကဝန်ရံခဲ့ပါတယ်။အဲဒီနောက်မတ်မြတ်စုမွန်ဟာမြန်မာနိုင်ငံကတိုင်းရင်းသား135မျိုးရဲ့အခွင့်အရေးကိုလိုက်နာဖို့နိုင်ငံရဲ့အချုပ်အခြာအာဏာကိုလိုက်နာဖို့နဲ့မြန်မာနိုင်ငံရဲ့ရေးကိစ္စကိုတခြားနိုင်ငံမှာအစည်းအဝေးလုပ်တာကိုကန့်ကွက်ကြောင်းစတာတွေပါဝင်တဲ့စာတစ်စောင်ကိုမလေးရှားတန်ယုံကိုပေးပို့ခဲ့တယ်လို့လည်းသိရပါတယ်ရှင်။